ကိုတရလုံးသာထမင်းကျွေး ထမင်းကျွေးမယ်နော် next time next time ဒါသူလေးအဆင်ပြေလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းကျွန်တော်တို့တက်နိုင်တဲ့လောက်လေးဒီနေ့သွားလှူဒါန်းမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့ကမိမပဲသွားမှာဒီနေ့ကဟိုရေတင်ကျောင်းမှာကိုတရလုံးသာထမင်းကျွေးမယ်နော် next time okay ဒီဟာကကျွန်တော်တို့ဒီရွှေဟန်ဒီ customer အားလုံးနဲ့လည်းဆိုင်တယ်ပြီးတော့ကျွန်တော်တို့အားပေးထားတဲ့မိတ်ဆွေတွေကြောင့်ကျွန်တော်တို့ဒီလိုလှူနိုင်တန်းနိုင်တာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကြားထဲမှာဒီအလုပ်အရင်များတော့ဟိုနည်းနည်းပေါ့နော်ဒီအလူအတန်းနဲ့ပတ်သက်ပြီးတော့နည်းနည်းရက်ကလေးဟာပါတာရှိတယ်ကျွန်တော်လှူမယ်ဆိုပြီးတော့စီစဉ်ထားတဲ့ဟာလေးတွေမသွားပြဘူးပေါ့နော်ကျွန်တော်တို့ငွေပဲပေးနိုင်တယ်အခုဒီနေ့ကတော့မိသားစုစုံစုံလေးနဲ့ကျွန်တော်တို့အတူတူသွားပြီးတော့ကျွန်တော်တို့ငွေလေးပေးမယ်ပေါ့နော်ရတင်ကျောင်းကချက်ပြုတ်ပြီးလှူမှာပေါ့အဲ့လိုလားရတင်ကျောင်းကချက်ပြုတ်ပြီးတော့လှူမှာပေါ့နော်ဒါအားလုံးအာမင်လုပ်ပါတာဓုခေါ်ပါနော်လူမျိုးမရွေးအားပေးထားပါတယ်ကျွန်တော်တို့ခရစ်ယာန်ဘာသာဝင်ရောအစ္စလာမ်ဘာသာဝင်ရောဟိန္ဒူဘာသာဝင်ရောအကုန်လုံးအားပေးထားကြတယ်အားလုံးရဲ့ငွေကြေးတွေဖြစ်ပါတယ်ဒါတွေနဲ့ကျွန်တော်တို့မိသားစုလေးအဆင်ပြေလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းကျွန်တော်တို့တက်နိုင်တဲ့လောက်လေးဒီနေ့သွားလှူဒါန်းမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးနှုတ်ဆက်လိုက်ပါအောင်သမီးလေးအလှူသွားလုံးမယ်တတာဟိုမှာတွေ့မယ်ပြောလိုက်အလှူသွားလုံးမယ်ဟိုမှာတွေ့မယ်လို့ပြောလိုက်ဟိုမှာတွေ့မယ်သမီးလေးကဟိုမှာတွေ့မယ်တဲ့အားလုံးတတာသမီးရေသမီးဒီမှာကြည့်မယ်โอเคနှုတ်ဆက်လိုက်ပါအောင်ရောက်ပြီလို့ပြောလိုက်ရောက်ပြီလိုက်ခဲ့ပါလို့ပြောလိုက်လိုက်ခဲ့ပါလို့လိုက်ခဲ့ခေါ်လိုက်လှမ်းခေါ်လိုက်လာမှန်မယ်နော်ကျွန်တော်တို့ဒါမိဘမဲ့ကလေးကြောင်ရောက်ပြီပေါ့နော်မိဘမဲ့ကလေးကြောင်ကျွန်တော်တို့ဒီဘောက်ကဝင်ရတာလားဒါပေါ့နော်ငင်းညမ်းတာယာမိဘမဲ့မွတ်စလင်ဘာသာရေးတင်တဲ့အကြောင်းစာတင်ကြအောင်ပေါ့နော်လက်လေးပြလိုက်ပါဦးဟုတ်ပြီရှက်ဟွာလေးစောင်းလိုက်ပါအောင်ဒီမှာကြည့်ပပကိုကြည့်လာရှက်တယ်အဘွားလာပြီကျွန်တော်တို့ကာစတမာများရဲ့အားပေးမှုတွေကြောင့်ဒီလိုလူနိုင်တန်းနိုင်တာဖြစ်တဲ့အတွက်အခုအလူလေးဟာနည်းများပေါ့နော်ဒါကျွန်တော်နဲ့ကျွန်တော်အားပေးကြတဲ့ကျွန်တော်ယုံကြည်ကြတဲ့ကျွန်တော်ကာစတမာများရဲ့ပူပေါင်းပြီးလှူတဲ့အလူလေးတစ်ခုလည်းဖြစ်ပါတယ်သွားမင်းမသွား不要辣了，不要，你。不要，你别了，别点了，啊，这个我会的，你要干嘛带的？你就走的。带来的。哎，这里有谁带的？来，跟你来干。啊！可能忘了。
လာဖို့ပဲ anh cay bây giờ tôi đi cay làဒီနဲ့စော့ကြတယ်ကျွန်တော်ဒီရေဒီကွန်လေးကိုအပြန်ကြတော့ကျွန်တော်မိသားစုနဲ့အတူဝင်ကြည့်ရင်လည်းကျွန်တော်ရင်ထဲအသေးတွေကနေနှလုံးသားတွေကနေကျွန်တော်တောင်းတဲ့စုတွေတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့မိသားစုရာသက်ပံယူနေကြထာဝရသစ္စာရှိရှိနဲ့ပေါင်းဖက်နိုင်ပြီးတော့ကျွန်တော်မိမခြံဝင်းလေးတဲ့ခြံအရန်ပိုင်ချင်တာသူပိုင်ခြင်းနဲ့ခြံလေးတစ်ချံပိုင်ရင်သူကငှက်ကလေးတအားမွေးချင်တာသူမွေးချင်တဲ့ငှက်ကလေးတွေကိုကျွန်တော်လောင်ချင်းချင်းလေးမဟုတ်ဖ ೇನೆ ခြံဝန်းထဲမှာလောင်အိမ်ကြီးဆောက်ပြီးတော့သူ့ငှက်ကလေးမွေးပေးချင်တယ်။တမီးလေးအတွက်တော့ကျွန်တော်ယုံလေးမွေးပေးချင်တယ်။ပြီးတော့သူကရေဆော့ရတာကြိုက်တော့ကျွန်တော်ရေတူကောင်ကြီးကြီးမားမားတို့မဟုတ်ချစ်စရာကောင်းတဲ့ရေတူကောင်လေးတစ်လုံးကျွန်တော်ဆောက်ပေးချင်တယ်။ပြီးတော့ကျွန်တော်ကပကြီးဆွဲတာအယမ်းဝါဒနာပါတယ်။ကျွန်တော်ပကြီးရေးတာလည်းကြိုက်တယ်လို့ဆိုတော့ကျွန်တော်အဲ့ဒီရေတူကောင်နားမှာပကြီးရေးဖို့ခါစီဖို့လေးလှလှလေးတစ်လုံးဆောက်မယ်။ပြီးကျွန်တော်မိသားစုအဲ့ဒီခြံဝန်းလေးထဲမှာဒီချင်းချမ်းလေးနဲ့လောဘဒေါသမောဟကင်းကင်းနဲ့နေထိုင်သွားနိုင်ဖို့ကျွန်တော်အိမ်မက်မှတ်တယ်ပေါ့နော်ကျွန်တော်စိတ်ကူးရင်တယ်ပေါ့ကျွန်တော်ဖြစ်ချင်ဆုံးဆန္ဒအခုရှိဆက်ကြံနေသေးတဲ့ life မှာကျွန်တော်ဖြစ်ချင်ဆုံးဆန္ဒကတော့အဲ့ဒါပဲသမီးလေးပညာရေးစီးပွားရေးလူမှုရေးတွေမတင်ယူခင်မှာသမီးလေးကိုဘယ်လိုစိတ်ချမ်းသာအောင်ထားမလဲကိုကျွန်တော်အရင်စတွေ့ရပြီးတော့ကျွန်တော်မိန်းမကိုကျွန်တော်ဘယ်လိုအကောင်းဆုံးအရာတွေနဲ့စိတ်ချမ်းသာအောင်ထားရမလဲကျွန်တော်တွေးတယ်ပေါ့နော်ပြီးတော့ကျွန်တော်စိတ်ချမ်းသာအောင်ဘယ်လိုနေရမလဲကျွန်တော်တွေးရပြီးတော့မှကျွန်တော်နေတဲ့ပတ်ဝန်းကျင်ကကျွန်တော်မိဘတွေကျွန်တော်ဆွေမျိုးသားချင်းတွေကိုဘယ်လိုကောင်းမွန်အောင်ထားမလဲကိုကျွန်တော်တွေးရပေါ့လောကကြီးမှာကိုယ့်အိမ်ကိုမီးလင်းအောင်အရင်ထုံးဖို့တွေးကြတဲ့အထက်မှာကျွန်တော်ကတော့ကျွန်တော်အိမ်လေးမီးအမြဲလင်းနေဖို့နဲ့ကျွန်တော်မိသားစုလေးအမြဲပျော်ရွှင်နေဖို့ဦးစားပေးစဉ်းစားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆွေရနေဖောင်ဒရေးရဲ့တော့ပါ